မြန်မာငွေကျပ်သိန်းတစ်ထောင် ပိနိုင်နဲ့လာလို့မှာ လောက်ဟုတ်ပြီ 1000တန်ကိုသိန်း1000လာလို့မယ် ဟုတ်ပြီသိန်းသားနဲ့တစ်ထောင်လည်း မဟုတ်ဘူးသိန်း1000လာလို့မယ်ဘုန်းကြီးတို့ သိသားနော် သေးကြတယ် ဒူ နှခုံးပဲနှခုံးပဲ ရောက်ပါပြောင်းသေးတယ် ကဲရောက်ပါပြောသေးပဲကဲသိန်း1000လူပါပါကျွန်တော်ကဲ အားကိုးတယ် သမီး9ရက်လူကလည်းခီးပေးတာဘုန်းကြီးကျေးဇူးပဲနော် 9ရက်နေ့ပြီလို့ ကနေ့ 9ရက်နေ့ပြီလို့ ကဲဘုန်းကြီးရှိသမျှပါလို့ 9ရက်နေ့ရန်ကုန်မှာ ချက်လူမှာဘုန်းကြီးလူကျင်တဲ့နောက်အကုန်လုံးလို့တပြည့် ပြီးတော့14ရက်နေ့ပြန်ရောက်ရင်15ရက်နေ့ကစပြီးတော့ရန်ကုန်မှာလုပ်လို့ရလူမလား တပြည့်တော့လည်းအာမမခံဘူးတပြည့်ဘုန်းကြီးမျက်နှာနဲ့တပြည့်ဘုန်းကြီးစိတ်နဲ့လာတာတပြည့်စိုင်းပိုင်းနေလို့ဘုန်းကြီးဆယ်ရွာရပို့ပေးလိုက်ပြီ ဒီတော့ပြန်လာပြီလေ တပြည့်လည်းအားကျမအားတာရှောက်သွားရှောက်လောက်တာတွေအများကြီးပဲလေဘုန်းကြီးလည်းရှောက်ကြောင်းတော့လည်းလုပ်ပြအောင်ပါ ရန်ကုန်ဘိုင်းပြန် ဟိုကန်းအောင်ကြောင်းလည်းပြန်လဲထူတော်ကြီးတွေလုပ်ပြအောင်ပါလေနော်တပြည့်အကြောင်းမှာအခုရေးတွေမီးတွေလူတော့အကုန်လုံးလုပ်ပြရ ပြန်လာရင်ဒီနေ့ကတော့ကြပါ ရပါတယ်ဘုန်းကြီးခုမှကောင်းလေးတွေဒီနေ့နောက်ကြနေမှာတို့လို့နော်ခဏသိန်း30ထက်လွှဲလိုက်ပြန်ပြီတပြည့်ဘုန်းကြီးကို တော့စေသိနေပြီ ပြတင်းသိန်း30လွှဲလေဟာဟိုကျတည်းကတော့ဘာသာပါကြီးလဲ အကုန်ကြည့်တယ်ညာကြ ကြာကြည့်တယ်လားကဲဘုန်းလွှဲမယ်ဘုန်းကြောက်လွှဲမယ်အဲ့ဆိုရင်မနှက်ပြအတွက်တစ်ဖက်ခါအတွက်အကုန်လွှဲမယ်တနေ့20ဖို့ရာကြီးကျေးဇူးပဲဘုန်းကြီး ပေါက်ထားတယ်ဒီသမင်းစားနေလို့ အဲ့ဆိုဒီပြောသွားရမယ်ဒီပြောဘုန်းကြီးလာကူလာကူနာဒီပြောဆိုင်ငယ်ကယ်ဒီက2000တော့မရှိဘူး ဒီမှာပါ မရှိပါဘူးငွေသားမရှိတာလေဘုန်းကြီးလေ ရှင်းပြတဘောကြည့်ပါ နော် တဘောကြည့်ဝေသားမရှိယူတော့မှာ ကျူမယ်လေတကယ်က10သိန်းပဲ စေသိတော့မရှိဘူး ရပါတယ်ကဲသိန်းတစ်ထောင်ကြီးပဲကဲဒါ10သိန်းမဲ့ပြောဒီပြောဘုန်းကြီး10သိန်းလောက်ပြီလေတော်ပြီ ပဲရှိတာ 9သိန်း ဝါ ဒီပြောသိတယ်ငွေကိုကိုင်နေရသိတယ်ဒီပြောဖဲသမားနဲ့ကျွမ်းနေနော်ဒီပြောစာအိတ်ထဲမှာလေဘုန်းကြီးပတ်သက်မလောက်လို့လေဒီပြောစမ်းကြည့်လိုက်လို့ရှိရင်ဘယ်လောက်ဆိုတာအတိအကျသိရဲ့ အဲ့ဒါဝမ်းမက်လိုက်ဒါ15သိန်းရပါလား 10သိန်းလွှဲလိုက်မယ်ဒါ10သိန်းနဲ့ပြောယူလိုက်မယ်လေဘုန်းကြီး 15သိန်းလည်းမက်လိုက်တာ 10သိန်းတော့ထပ်ဆုံး ကြည့်တယ် 10သိန်းလွှဲမယ်ဘုန်းကြီး10သိန်းလွှဲမယ်10သိန်းလွှဲမယ် စေသိပြည့်ပြီဗော ပြည့်ဒါတမုတ်ဒါတက်10သိန်းလို့မှဒါငွေသားဒီပြောယူလိုက်တာဘုန်းကြီးကကေပေးနဲ့10သိန်းဆွဲတော့ အဲ့ဒါကစေသိပြည့်ပြီ 10သိန်းတော့ထပ်ဆုံးလေ သိမတော့ ဒီအာယုံခံကြီး9သိန်းမှရှိရမယုံကြည်ကြမလားဘုန်းကြီး အမေနဲ့ 1 2 3 4 5 6 9 10 9